လူလောကမှာရှိတဲ့ပုဂ္ဂိုလ်တွေလာစမ်းရှိရဲ့လာဆိုရှိရဲ့လာပြီးလာွယ်မှာဥပုသ်ဆောင်ကြမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်တွေကိုတရားမင်းကြီးကပြောတာသူလိုတရားဘဝရောက်ချင်လို့ရှိရင်တဲ့ဥပုသ်ဆောင်ကြပါလို့တရားမင်းကြီးကနတ်တပည့်အစည်းအဝေးတစ်ခုမှာမိန့်ခွန်းပြောတဲ့အဲ့လိုမိန့်ခွန်းပြောတာကိုမြတ်စွာဘုရားကဘာပြောတော့ဆိုတရားမင်းပြောတဲ့စကားဟာမပြည့်စုံဘူးတဲ့ဟုတ်ကဲ့သူပြောတာကငါလိုတရားဖြစ်ချင်လို့ရှိရင်ဥပုသ်ဆောင်လို့ဆိုသူပြောတဲ့စကားမပြည့်စုံဘူးတဲ့တကယ်ပြောရမှာကတော့ယဟန္တာပုဂ္ဂိုလ်ကငါလိုယဟန္တာဖြစ်ချင်ရင်ဥပုသ်ဆောင်လို့ပြောရမယ်တဲ့ဟောဒါကြောင့်မို့လို့ဥပုသ်ဆောင်တယ်ဆိုတာနဲတဲ့ကုသိုလ်မဟုတ်ဘူးတဲ့ယဟန္တာပုဂ္ဂိုလ်ကသာလေငါလိုယဟန္တာဖြစ်ချင်တဲ့ပုဂ္ဂိုလ်တွေဥပုသ်ဆောင်ကြပါလို့ဟောအဓိပ္ပာယ်ရှိလာတဲ့ဘုရားဘာသာတို့ရဲ့ကျင့်စဉ်တစ်ခုဟာပုံပြက်ပန်းပြက်မဖြစ်စေဘဲနဲ့အဓိပ္ပာယ်ရှိရှိဥပုသ်ကိုစောင့်သုံးနိုင်ဖို့အမြဲတမ်းအရေးကြီးပါတယ်ဥပုသ်လို့ပြောလိုက်တာနဲ့ဘာသာကြားတွေကလည်းသူတို့လည်းဥပုသ်ဒီလည်းဥပုသ်တူတူလို့တချို့ကထင်နေတတ်ကြတယ်ဟုတ်လားအနိတ္တရဘိုင်းမှာအလွန်ကွာခြားတယ်ဆိုတာအလုံးသဘောပေါက်နားလည်ပြီးဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တကယ်စစ်မှန်တဲ့အရိယုပောဒထလို့ခေါ်တဲ့သူတော်စင်သူတော်မြတ်တို့စောင့်သုံးတဲ့ဥပုသ်ကိုကိုယ်စီကိုယ်ငှချင်းကြံကြိုးကိုအားထုတ်စောင့်သုံးနိုင်ကြပါစေကုန်သတည်း